မင်္ဂလာပါရှင်လိုက်စာတီဗီမှာမေလ19ရက်နေ့ကစူစီရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ယခုတင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာတွေကတော့မန်စီစစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရပါဗျ။ဆေးကြောင်တပ်မိကျောင်းသူကျောင်းသားအမည်စင်းလက်ခံနေပြီဖြစ်ကြောင်းသိရပါဗျ။မိုင်ဂျန်ကောလိပ်ကျောင်းရဲ့၄ချိန်မြောက်ပွဲနှင်းတပြင်အခမ်းအနားကျင်းပခဲ့ကြောင်းသိရပါဗျ။ဒီအကြောင်းတွေကိုကျွန်မမွန်းချာကနေတင်ဆက်ပေးသွားမှာပါ။မန်စီမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုဒီကနေ့မေလ19ရက်နေ့ကစပြီးစစ်ကောင်စီတပ်စခန်း3ခုကို KIA ပူးပေါင်းတပ်ဖွဲ့မှထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ရှေ့တန်းစစ်မြေပြင်တဲ့အရသိရှိရပါတယ်။ယခုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့တပ်စခန်းတွေဟာခမာယ319ခလာယ600နဲ့အမြောက်တပ်စခန်းတွေဖြစ်ပြီးစစ်ကောင်စီတပ်ဘက်ကတိုက်လေရင်ကိုအတိကအုံပြုကခုခံတိုက်ခိုက်နေကြောင်းလည်းသိရပါတယ်။ KIA ဘက်ကတိုက်ပွဲခိတရဆေးထားတဲ့3ရက်အတွင်းစစ်ကောင်စီဘက်မှနေတိုင်းမန်စီမြို့အတွင်းပုံကျိတိုက်ခိုက်တာကြောင့်ပြည်သူတွေရဲ့နေအိမ်အများအပြားပျက်စီးဆုံးရှုံးသွားကြောင်းလည်းသိရပါတယ်။မန်စီနဲ့မူမောင်မြို့ကို KIA ပူးပေါင်းတပ်မှပြီးခဲ့တဲ့မေလ9ရက်နေ့ကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်၎င်းဒေသမှပြည်သူတွေဟာမိမိလုံခြုံတယ်လို့ယူဆရတဲ့နေရာများတို့တိမ်းရှောင်နေကြကြောင်းနဲ့စစ်ရှောင်ကာလကြာရှည်လာရင်အစားအသောက်ခက်ခဲလာမည်ကိုလည်းစိုးရိမ်နေကြကြောင်းစုံစမ်းသိရပါတယ်ရှင်။ KIA ကျမရဲ့ဗဟိုဌာနမှဖွင့်လှစ်တင်ကြားနေတဲ့ဆေးကျောင်းတွေပညာသင်ကြားလိုသူကျောင်းသူကျောင်းသားများအမည်စင်းလျှောက်လွှာတင်နိုင်ပြီဖြစ်ကြောင်းကျမရဲ့ဗဟိုဌာနကကြေညာထားပါတယ်။အမတ်စင်စနစ်နာစိန်ဒီပလိုမာနဲ့အမတ်စင်စနစ် Midwife Diploma Program ဖြစ်ပြီးသင်ကြားကာလ3နှစ်အတွင်း Pre-class Theory များသင်ကြားသွားမှာဖြစ်ပြီးကျောင်းသားဦးရဲ့အယောက်80တာလက်ခံသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။ဆေးကျောင်းတက်လို့တဲ့ကျောင်းသူကျောင်းသားတွေမှာဆေးတန်းအောင်မြင်ပြီးသူအသက်16နှစ်နဲ့25နှစ်ကြာရှိလူငယ်တွေကိုဒါလက်ခံသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။ KIO အရှေ့ပိုင်းတိုင်းဌာနမိုင်ဂျာယန်မြို့တွေဖွင့်လှစ်ထားတဲ့မိုင်ဂျာယန်ကောလိပ်ကျောင်း၏2021-2022-2023ပညာသင်နှစ်ရဲ့အောင်မြင်ပြီးခဲ့တဲ့ကျောင်းသားကျောင်းသူများအားကျောင်းပြည်စည်းခြင်းလက်မှတ်နဲ့ပွဲနှင်းတပည့်အခမ်းအနားကိုမေလ19ရက်နေ့စေနာရဲ့ချင်းခန့်တွေကျောင်းခမဆောင်တွေကျင်းပခဲ့ကြောင်းသိရပါတယ်။ပွဲနှင်းတပည့်အခမ်းအနားတွေဖိတ်ကြားထားတဲ့ဌာနဆိုင်ရာလူကြီးများနဲ့ကျောင်းသားမိဘများတက်ရောက်ခဲ့ကြောင်းလည်းသိရပါတယ်။ယနေ့ဘွဲ့အနှင်းပေးခံရတဲ့ကျောင်းသားကျောင်းသူများသည်2021-2022-2023ပညာသင်နှစ်အတွင်း Computer Science, Development, English, Environmental, Political Science Major များအားသင်ယူအောင်မြင်ပြီးသူကျောင်းသူကျောင်းသားအလုံး59ဦးဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။ဗမာတိုင်းကြပါတာဖြင့်တည်တင်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုသူပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။